Hello, Mingalava. Today is Auntie Gladys's amazing 101st birthday. We are here at the London Mahasi Meditation Center to offer alms to the Sangha. Mwene Adwe Sunjwe Bareshin. We are now preparing food and laying the table for the monks. Birthday girl has arrived. Friends and family came to wish her for her birthday. You want to she might need a spoon. That's all. Happy birthday. Happy birthday. Happy birthday. Yeah, happy man. Labanan Shnaya. Let the few. Oh no, no, can you speak to her? Can you speak to her? First, birthday girl Auntie Gladys, family and friends offer food to the Sanghas. Can you lift that? Now preparing for the prayers. Dayana Payeyo Yesechabu Pinivavi.
ခြင်းများယောဂခင်းခြင်းဤစဉ်ဥက္ကာပေါ်များနှင့်ဘုဒ္ဓဂုအထုဘောကြီးခြင်းတရားရှိပြီးသောသီလဂုဏ်သမာဓိဂုဏ်ပညာဂုဏ်တို့ကိုရရှိခြင်းသာရှိသောမေတ္တာရှိထားပြီးတော့ဓမ္မကြီးကိုပြည့်ရတဲ့တကွအားလုံးသမန္နာသကဝါလေးသူအန္တရာကိစ္စသူဒေဝတာအဓမ္မမုနိရာသတ္တသုဏန္တုတက္ကမောက္ခရံဓမ္မသဝနာကာလောယံပတ္တတာဓမ္မသဝနာကာလောယံပတ္တတာသမ္မာဗုဒ္ဓံနမောတတ္တဗဂဝတောအရဟံတိအရတိသေသမိကနာဒေတိကံဒေဝဒေဝိနာသဗ္ဗပါပဝိနာသနာသဗ္ဗလောကဣတတယအတ္တအာရမေအရာကောဣတတနာပိဝတဝေကံကာယရတိယကောသာပိဝတသမောတံကာထာယသစ္စာပါတိသဗ္ဗဘာလနံပဏိကနိသာပိဝတဘုဇာသာဘုဇတိယနာဣတမေငလာဘုဒ္ဓဘာအတိဥပတိသဝါသောသာဘုဂေသကတဘုဒ္ဓနာအနာသမပတိဣဇာဣတမေငလာဘုဒ္ဓဘာသာဣတမေငလာဘုဒ္ဓဘာအာနာပိတုဥပဒနာဘုဒ္ဓတာရတသေခောအနာကုလသက္ကမန္တာဣတမေငလာဣတမေငလာဘုဒ္ဓဘာအာရတိဝိရတိပါပါပိစ္ဆာပါဏာသာသယမောအပမဒောဇတမိတုဣတမေငလာဘုဒ္ဓဘာဝိဇာသရဏသမ္မနောတုရတောလောကဝိတုမနောတရောဝိသဓမ္မသာရတိသတ္တာရိဝမနုဿာကံဘုဒ္ဓောဘဂဝါဘဂတောဘဂဝါနာကမောအရိတိကောအကာလိကောဧမတိကောဩမနိကောဝိသကံဝိတာဘောဝိညုဝိသောပရိပန္နောဘဂဝတောသဗ္ဗကမံသောဥဇောပရိပန္နောဘဂဝတောညာယပရိပန္နောဘဂဝတောသဗ္ဗကမံသောအာမိစေပရိပန္နောဘဂဝတောသဗ္ဗကမံသောယရိယံသတ္တာရိဝိသာယုဂာတိအထဝိသာပုဂ္ဂလာ You. This is a great respect. This is life. We are also. မင်းတို့ရဲ့ပြည့်ရဲ့ဝိနည်းပြလာချိန်ပါမှာဒီဝိနည်းပြည့်တရားတစ်နှစ်ပြည့်ဝိနည်းပြလာပြီးလို့ပဲကုသိုလ်ဖြစ်အောင်အားဖြည့်ပေးလိုက်အဲ့လိုဒါနသီလဘာဝနာကုသိုလ်တွေအားဖြည့်ပေးလိုက်ရတယ်တော့ဝိနည်းကုသိုလ်ရှိဖြစ်ရဲ့အနန္တကျေးဇူးရှင်ပြီးဝိနည်းပြပြီးအသက်ရှိတယ်နာကျင်တယ်ချမ်းသာမှုအားဖြင့်ပြည့်စုံတယ်။လေးပြသောတရားအညီအမျှယနေ့ဗံကိုအင်းငြိမ်းရာမှန်ဘောဓိဉာဏ်ကိုရည်တန်တော့နာလူလာကြ၍၎င်းပြီးတော်တို့ဤဤပစ္စကမျက်မှောက်ဘဝဝဲဘေးရန်အသွဲသွဲအန္တရာယ်အများကိုလည်းယုသေးစွာအကြကြပါကုန်၏အရှင်ဘုရားဤကဲ့သို့ပြီးတော်တို့သည်ပြုလုပ်အပ်သောကောင်းမှုကုသိုလ်ကံစေရနာတို့ကြောင့်ပူရခြင်းဆင်းရဲနာရခြင်းဆင်းရဲတေရခြင်းဆင်းရဲသာရှိသောဆင်းရဲခတ်သိသုံးငြိမ်းရမှန်အနိဗ္ဗာန်သို့ပြေမြန်သောသွားဘုဇီကုငါမျက်မှောက်ပြုကာဆက်ရောက်ပါကုသိုလ်အမြတ်အမြတ်ယူတော်မူကြပါကုန်သော
Señor. She received the birthday card from the king and the queen. Letter says, we are so pleased to know that you are celebrating your 100th birthday on 26th of January 2026. This brings our warmest congratulations and heartfelt good wishes on such a special occasion. Charles R. and Camilla R. This is Gladys. We have to frame this card. Yes, definitely. Frame that here, man. For photos. Time for the photo shoot. Happy birthday, Andy. Thank you. Great granddaughter Joy trying to blow candles for her Papaji. ။ရောက်လာကြသောဆွေမျိုးမိတ်သင်္ဂဟအားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။